အမေယူစုပြုကျမချက်တဲ့ပုံစံนี้ပြမနော်အမေသာအစီဖတ်ဒီကိုဖဲထုတ်မယ်အန်ဒီရရှိလို့ဘောနော်ပြီးတော့ရည်နွေးနဲ့ပြုတ်စေးမယ်အကုန်လုံးကိုအကြာကြီးတော့စေးလို့မရဘူးပေါ့နော်ခဏလေးပဲရည်နွေးစွစွပုတ်ထဲမှာစေးမယ်ပြီးတော့ရေတွန်ချပြီးတော့မှပြန်ပြီးတော့စေးကြောတန်းစေးမယ်အစာပလာအတွက်ချက်တွန်ဖြူရိုက်ပြမယ်ချင်းရိုက်ပြပြီးတော့ထဲမယ်ပေါ့နော်ပြီးတော့စပလင်လဲရိုက်ပြပြီးတော့မှဒီလိုလေးပဲအခွေလိုက်နဲ့လှုပ်တာပို့ပြီးတော့ချက်ရလွယ်ကူမှာပေါ့နော်ဒါကတော့မုံလာဥဖြူကျမအရန်ကြိုက်တယ်မုံလာဥဖြူခွာပြီးတော့မှရေစေးတန်းစင်မယ်ပေါ့နော်ဒီမှာအားလုံးကအစင်တင်ဖြစ်ပြီးစေချောပြီးတော့ကဲအခုချက်တွန်ဖြူထဲမယ်ချင်းထဲမယ်စပလင်ထဲမယ်ဒါကိုစုပွက်လာပြီဆိုရင်အမေယူတွေထဲမယ်အမေယူထဲကထုတ်ထားတဲ့အသားတွေလည်းပြန်ထဲမယ်ပေါ့နော်ဒီမှာအသားတွေကိုထဲမယ်ပြီးတော့လို့ရှိရင်အမေလုံးနဲ့မုံလာဥဖြူသူတို့နှစ်ခုကခဏဆောင်ပေးရမယ်ခုနထဲတဲ့ဟာဒီအမေယူကိုအရင်ဦးဆုံးပြုတ်မနော်နူးအောင်ဒီချိန်မှာနူးလာပြီဆိုလို့ရှိရင်ဖွင့်ကြည့်မယ်ပေါ့နော်ကျမတော့အမြန်လိုချင်လို့ရေအေးနဲ့လောင်းချလိုက်ပြီးပေါင်အိုးကိုရေအေးနဲ့လောင်းချတော့ခဏလေးနဲ့ဖွင့်လို့ရတော့တာပေါ့နော်အခုဆိုလို့ရှိရင်ဖွင့်ကြည့်မယ်နော်ပြီးတော့အမေသားနဲ့အမေယူကတော့မိနစ်25မိနစ်လောက်ပေါင်းထားပြီးပြီဆိုတော့အကုန်လုံးနူးသွားပြီပေါ့နော်အခုကြတော့အမေလုံးနဲ့မုံလာဥဖြူကိုထည့်တော့မှာပေါ့နော်အစာပလာကတော့ကျမစားတွေအချုံမုတ်ဒီငရုတ်ကောင်းတွေထည့်ပြီးသားဖြစ်တယ်အခုကတော့အကုန်လုံးရတဲ့အနေထားဖြစ်သွားပြီဦးကတော့တီးလို့ပြန်လဲလိုက်တာပေါ့နော်အခုဆိုရင်ခောက်ဆွဲပြုတ်ဖို့လို့တော့မယ်အကြာကြီးပြုတ်လို့မရဘူးပေါ့နော်ဒီမှာကျမသုံးတဲ့ခောက်ဆွဲကတော့ဒီအထုပ်ဖြစ်ပါတယ်ကျမအရင်ကြိုက်တယ်သူ့ရဲ့ညွန်းထဲမှာပါတယ်9စက္ကန့်ကနေ10စက္ကန့်လောက်ပဲကြာအောင်ပြုတ်ရမှာဖြစ်တယ်အရင်ပြုတ်အကြာကြီးပြုတ်ရင်တော့ပြုတ်ပြေးတော့မှဖြစ်တယ်ပေါ့နော်ပြီးတော့ရေစိမ့်မယ်ဒီမှာရပြီအခုဆိုလို့ရှိရင်ကိုကြိုက်တဲ့နနံပင်တို့ချက်တွန်မိတ်တို့ကိုကြိုက်တဲ့တံပြာတီးတွေကြိုက်ရင်လေတံပြာတီးငစ်ထည့်လို့ရတယ်ပြီးတော့ဒီထဲမှာဆိုလို့ရှိရင်ငရုတ်တီ sauce ပေါ့နော်ငရုတ်တီ sauce ထည့်လို့ရတယ်ဒါခောက်ဆွဲ sauce တရောင်းတာတွေရှိတယ်အဲ့ဒါတွေလည်းထည့်လို့ရတယ်ကိုကျမမှရှိတဲ့ဟာတော့ဒီပဲဆိုရဘင်းဆိုတာပဲရှိတယ်ဒါကြောင့်ဒီဟာပဲထည့်လိုက်တာပါနော်ဒါတော့အငံနည်းနည်းရှိတယ်အငံရတာနည်းနည်းပြင်းနေပေါ့ကိုကျင်းနေတဲ့ chili sauce ထည့်ပြီးတော့မှစားသုံးလို့ရပါတယ်နော်ဟောဒီမှာကျမသမီးငယ်စပြူရန်ကြိုက်တယ်ဆိုတော့သူအားရပါရသုံးဆောင်နေပြီအားရပါရစားနေပါပြီသူကတော့ပျော်လွန်းလို့ဒီဟာချက်ပေးတာနဲ့